ဒီကနေ့တမန်ကျမ်းစာအနှဲငယ်ဖတ်ပြလိုပါတယ်။အဲ့ဒီတမန်ကျမ်းစာကတော့ဟေဘရဲဩဝါဒစာအခန်းကြီး30အခန်းငယ်36မှ39အထိဖြစ်ပါတယ်။ဖတ်ပြမယ်နော်။ဖျားသခင်ဤအလိုတော်ကိုဆောင်ပြီးမှဂတိတော်အတိုင်းအကျိုးကိုရမည့်အကြောင်းသီးခံခြင်းစိတ်ရှိရမည်။အဘဲကြောင့်နီးဟုမူကားကြွလာလက်တန်တော်သူသည်မဆိုင်မလင့်ပဲမကြာမမြင့်မီရောက်တော်မူလိမ့်မည်ဖြောက်မှတ်တော်သူသည်ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်သို့တော်လည်းလွတ်လျော့လျင်ငါစိတ်ဝိညာဉ်သည်ထိုသူကိုအာရနှစ်သက်ခြင်းမရှိဟုဖျားသခင်အမိန့်တော်ရှိ၏ငါတို့မူကားပျက်စီးခြင်းသို့ရောက်အံ့သောငါရွေ့လျော့သောသူမဟုတ်စိတ်ဝိညာဉ်သည်ကဲတင်ခြင်းသို့ရောက်အံ့သောငါယုံကြည်သောသူဖြစ်ကြ၏ဖတ်ကြားသောနှုတ်ကပတ်တော်အားဖြင့်အရောက်စီတော်ကိုဘုရားရှင်ကောင်းချီးပေးပါစေ